ခေါ်သွားမလို့လေ အဲ့ဒါလျှို့ဝှက်ချက်ပဲလိုက်ခဲ့သမ်းပါ ဖြည်းဖြည်းသွားပါဘာလို့အရန်လောနေရလဲဘာလို့ဒီမှာရက်လိုက်တာလဲ တကြားလုံးစားခြင်းလား စားချင်တာပေါ့ညီမလေးကိုဝယ်ချင်းမလို့လား ကျွေးမှာပေါ့ ဒါပေမဲ့အကိုကြီးမှပတ်စံရှင်းလို့ ဘာ လား လို့မရှိရမှာလဲဟောဒီမှာပတ်စံ အေး အကိုကြီးလိုအားကားရတာနဲ့ညီမလေးကိုတကြားလုံးဝယ်ကျွေးမယ်လို့ဂရိပေးထားတယ်လေဟောဒီမှာနွေရာသီចောင်းပရက်တုံးကအကိုကြီးပကံဆေးပြီးရှာထားတဲ့လူအားကလာညီမလေးကြိုက်တာစားနော် ဒါမှငါအကိုကြီးညီမလေးဒါယူလို့ရလား ရတာပေါ့ကြိုက်တာယူစမ်းပါအကိုမှ1000တောင်ရှိတယ်လောက်ပါတယ် ဒါဆိုနောက်တစ်ချောင်းထပ်ယူလို့ရလားယင် ရတာပေါ့အမကြီးဟောဒီမှာပတ်စံပါ အေးစုပေါင်း400ပါမောင်လေးဟဲ့ငါ့ကိုလာနောက်နေရလား ဘာဖြစ်လို့လဲဗျာ ငါ့ကိုဒီပတ်စံလာပေးရတယ်ပေါ့ဒါကပတ်စံအတူကြီးဟဲ့ပေးငါ့ကိုကြားလုံးပြန်ပေးနင်တို့မိဘတွေကဘာသူတွေလဲ ဘလို့ဖြစ်တာလဲ မင်းတို့ရဲစခန်းခေါ်သွားရမယ်ပတ်စံအတူနဲ့လာလည်ရတယ်နော်အကိုကြီး ကျွန်တော်တို့လာလိန်တာမဟုတ်ပါဘူး တော်စမ်းငါနဲ့ရဲစခန်းကိုလိုက်ခဲ့ နေကြပါဦးဒါကဘလို့ဖြစ်တာလဲ တထေးဒီကလေးနှစ်ယောက်ကပတ်စံအတူနဲ့တကြားလုံးလာဝဲတယ်လေကျမတို့ကိုရဲစခန်းခေါ်သွားမလို့ မဟုတ်ပါဘူးခင်ဗျဟောဒီပတ်စံကိုကျွန်တော်အလုပ်ရှင်ပေးလိုက်တာပါသူ့ဆိုင်မှာကျွန်တော်တစ်ပတ်လုံးပကံဆေးပေးခဲ့ရတယ်ကျွန်တော်လှုပ်အားကားရရင်ညီမလေးကိုတကြားလုံးဝယ်ကျွေးမယ်လို့ဂတိပေးထားတာကျွန်တော်လိန်မပြောပါဘူး တထေးသူ့ကိုမယုံပါနဲ့သူ့အရွယ်ကပတ်စံအတူအစ်စ်ခွဲတတ်ပါတယ်သူကျမကိုလာလိန်တာသိကြတယ် မဟုတ်ပါဘူးမလိန်ပါဘူးဘလို့ဖြစ်မှန်းကျွန်တော်တကယ်မသိတာပါ လူလေးငါမင်းကိုယုံပါတယ်ဒါပေမဲ့မင်းကိုစားတော့ဆိုင်ပိုင်ရှင်ကညာလိုက်တာပဲအိမ်ပြန်ပြီးမင်းမိဘတွေကိုအကြောင်းစုံပြောပြလိုက်ပါ ဒါပေမဲ့တထေး ဒါဆိုကျွန်တော်တို့ရဲစခန်းမပို့တော့ဘူးပေါ့နော်ဦး ဒါပေါ့မင်းတို့နှစ်ယောက်အိမ်ပြန်ကြပါ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျလာအိမ်ပြန်ကြရအောင်ကည ဟေးနေပါဦးဟောဒီမှာမင်းတို့တကြားလုံး အကိုကြီး ဒါပေမဲ့ကျွန်တော်တို့မှပေးစရာငွေမရှိဘူးလေ မပူပါနဲ့ကွာမင်းရဲ့ညီမလေးကိုဦးကအလကားပေးတာပါဒီအထိလာခဲ့ကြပြီးတော့မှတကြားလုံးမရရင် तू စိတ်မကောင်းဖြစ်သွားပါဦးမယ် ဦးကကျွန်တော်တို့စူလဲမစူတကြားလုံးလဲပေးတယ်ကျေးဇူးပါခင်ဗျကညဦးကိုကျေးဇူးတင်တယ်လို့ပြောလိုက်ပါဦး တကယ်ယူလို့ရရင်လားအကိုကြီး ရတာပေါ့ ကျေးဇူးတင်ပါတယ်ဦးရဲ့မင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါခမရ ကျမကချက်တရာရဲ့အမေပါ ချက်တရာ ချက်တရာဆိုတာလွန်ခဲ့တဲ့1ရက်2ရက်ကပတ်စံအတူနဲ့ဒီဆိုင်မှာတကြားလုံးလာဝယ်တဲ့ကလေးပါကျမရှင့်ကိုကျေးဇူးတင်စကားလာပြော ကျု တာ ပ်ကို ပါ လားဘာအတွက်လဲ ကျမတို့မိသားစုကမပြေလည်ပါဘူးအရင်အပတ်တုန်းကစောက်ဆိုင်တစ်ခုမှာချက်တရာကအချိန်ပိုင်းဝင်လို့ရပါတယ်ဒါပေမဲ့ဆိုင်ရှင်ကချက်တရာကိုပတ်စံအတူညာပြီးပေးလိုက်တယ်လေရှင်ကသူတို့ကိုအပြစ်မတင်ပဲတကြားလုံးနှစ်ခုတောင်ပေးလိုက်သေးတယ်တဲ့ရှင်ရဲ့စေတနာကိုလေးစားတဲ့အတွက်ဒီနေ့ကျေးဇူးတင်စကားလာပြောတာပါဆင်းရဲတဲ့ကလေးတွေကိုအနိုင်မကျင့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကိစ္စမရှိပါဘူးသူတို့ကကလေးတွေပဲရှိသေးတာလေ ပြီးတော့ဟောဒီမှာ400ပါတကြားလုံးနှစ်ခုပုံပြန်ပေးတာပါ မဟုတ်တာပဲအဲ့တကြားလုံးတွေကိုသူတို့ကိုလက်ဆောင်ပေးလိုက်တာပါမယူပါရစေနဲ့ ချက်တရာကိုခေါ်ပြီးဆောင်းဆိုင်ပန်ရှင်နဲ့ကျမသွားတွေ့ပါတယ်ဆိုင်ရှင်ကသူ့အမောက်ကိုဝန်ခံပြီး2000ပြန်ရောပေးလိုက်ပါတယ်ချက်တရာကပဲရှင့်စီကိုဒီပတ်စံကိုပေးခိုင်းလိုက်တာပါသူညမလေးအတွက်သူ့ကိုယ်ပိုင်ငွေနဲ့တကြားလုံးဝယ်ပေးမယ်လို့ဂရီပေးထားလို့ပါတဲ့တကြားလုံးဘိုးကိုသူပေးရမှဖြစ်မှာမဟုတ်ပါတဲ့ကျေးဇူးပြုပြီးလက်ခံပေးပါရှင် မိန်းကလေးသူ့ကိုပြောပေးလို့ရမလားသူအားလက်တဲ့အချိန်ဒီဆိုင်မှာအလုတ်လာလုတ်နိုင်ပါတယ်လို့သူ့ကိုအချိန်မရွေးကြိုးစိုးပါတယ်လို့ ကျေးဇူးပါပဲအကိုကြီးရဲ့ကျမပြောပြအောင်ပြောလိုက်ပါမယ်ဘလောက်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်အစင်မတည်တဲ့သူပဲဖြစ်ဖြစ်လူတိုင်းမှာမာနနဲ့သိက္ခာဆိုတာကိုယ်စီကိုယ်ငါရှိကြပါတယ်အပေါ်ယံကြည့်ပြီးအထင်သေးလာရင်အလွန်နုနယ်ပြီးဖြူစင်သေးတဲ့စိတ်ဓာတ်လေးကိုအညွန့်ချုံးမိနိုင်ပါတယ်ဒါကြောင့်ကိုပဝင်းကျင်ကလူတွေအပေါ်ရိုးရိုးသားသားနဲ့စေတနာထားပြီးဆက်ဆံပေးပါ